အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Our Battery Channel ကနေကြိုဆိုပါရစေကျမအခုဖတ်ပြခြင်းတဲ့အကြောင်းအရာလေးကတော့ဒေါက်တာဖြိုးတရားရေးသားထားတဲ့အကြိုက်တဲ့ကြားကရှင်တန်ချင်းဆိုတာဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြခြင်းပါရှင်တိုင်းပြည်အခြေအနေဘယ်လိုဖြစ်ဖြစ်ကို survive ဖြစ်အောင်တော့ရုံးရမှာပဲတဲ့မှတ်တင်တလောက်မှန်ပါတယ်ဒါပေမဲ့ကို့အတွက်ပဲအမြင့်ကြီးကို့တကူစားကောင်းစားရေးကိုပဲအမြင့်ရှိတဲ့တင်နေလို့တော့မတင်ပါဘူးတချို့ကြသူ့အလုပ်ပဲသူ့လုပ်ရုံနဲ့မဟုတ်တော့ဘူးဒုက္ခရောက်နေပြီးသားလူတွေကိုပါအမျက်ထုတ်တဲ့အဆင့်ဖြစ်သွားတယ်တော်မီလောင်တော့ကြောင့်လက်ခမောင်းခက်ဆိုတယ်လို့ပေါ့မတည်မြဲတဲ့ပစ္စည်းဥစ္စာရဲ့အတွက်တန်နေရပါမယ့်အကုသိုလ်အလုပ်တွေကိုလုပ်နိုင်ရကြတာသူများမျက်ရည်နဲ့မှထမင်းစားဝင်နိုင်ကြတာနောက်ထပ်အစွန်းတစ်ပတ်ကတော့ positive vibe only ဆိုပြီးငိုတန်တွေကိုမျက်ကွယ်ပြူလေးလူရှုလာကြတာပဲပိုပြီးတောင်တွေ့ရများလာတယ်ပြောရမယ်ဒါကြောင့်ပိုလဲသိမ့်မှုတာကိုကာယကရှင်ကိုယ်တိုင်တောင်သူ့ကိုယ်သူညာနေမိမဲ့တတိထားမိမှာမဟုတ်ဘူးအနိထိုင်ုံတရင်နေဆိုမကြားခြင်းဘူးမမြင်ခြင်းဘူးမသိခြင်းဘူးနိုင်ငံရေးတွေလာမပြောနဲ့အမြင်ငင်းချင်းခြင်းပြီးစစ်ပွဲတွေရက်စီခြင်းပြီးဒါပဲသူတို့သိတယ်တိုင်းပြည်မှာရင်ဆိုင်နေရတဲ့ပြဿနာတွေရဲ့အကြောင်းရင်းခံအောင်ဘာလဲသူတို့မပြောဘူးမရေးဘူးဒီလိုနဲ့ငိုကြွေးတန်တွေညီတွားတန်တွေကနေတဖြည်းဖြည်းဝေးကွာလာတယ်ဒီအကြောင်းတွေပြောနေရင်းနေတဲ့အကောင့်တွေ page တွေဆို unfollow လုပ်ရင်ကိုနေယူဖီမှာအပြောအပြက်တွေပဲကျန်တော့တယ်မီးဝေးချိတ်ပမားဆိုတဲ့စကားရှိတယ်မီးနဲ့ဝေးလေးချိတ်ကမာလာလေးအခုလဲအဲ့လိုပဲဒီသတင်းတွေဒီအကြောင်းအရာတွေကိုပြည်ရင်းတွေကလူတွေရဲ့ဆင်းရဲဒုက္ခတွေနဲ့ဝေးကွာပါများလာတဲ့အခါနှလုံးသားတွေမာကြောလာတယ်ကိုချင်းမစားနိုင်တော့ပျော်ပြနိုင်လာတယ်ပျော်ပြရက်လာတယ်မဆိုင်တလို့နေတတ်လာတယ်မတရားလုပ်နေသူတွေအပေါ်မှာလည်းသဘောထားကြီးနိုင်လာတယ်လက်ခံနိုင်လာတယ်သူတို့ကိုအမြင့်ပြည့်စေခြင်းသူတွေကိုလည်းအမုန်းပွားတယ်အညှိုးထားတယ်အစွန်းရောက်တယ်စသဖြင့်မြင်လာကြတော့တယ်နောက်ဆုံးတစ်ချက်ကလက်တွေ့ကြကြအားဆိုင်မထုတ်ပဲနှုတ်ပြားကလေးနဲ့အားပေးတာပဲမေတ္တာပို့ပေးတယ်ဆိုတာကောင်းပါရဲ့တကယ်တမ်းကကိုယ့်ရဲ့စိတ်မှာမေတ္တာဂရုဏာတွေအားကောင်းလာတဲ့အခါလောက်ရကောင်းတွေပို့လို့ချင်လာတာကိုညီချင်လာတာမျှဝေချင်လာတာဒီအတွက်မေတ္တာပွားများကြတာဖြစ်ပါတယ်စိတ်ကနေမေတ္တာပို့တယ်ထိုင်အောင်နေပြီးလက်တွေ့ကြဘာမှပါမလာဘူးဆိုတကယ်မေတ္တာပို့တာမဟုတ်ဘူးမေတ္တာပွားတာမဟုတ်ဘူးကိုယ့်ရဲ့ပြကွက်မှုတွေအတွက်စိတ်အားသာဖြစ်နေတာပဲပြောရမယ်တကယ်တော့အခက်အခဲကြမှာရှင်တန်ခြင်းဆိုတာအခုပြောခဲ့တဲ့အချက်တွေတစ်ခုမှမဟုတ်ပါဘူးကိုယ့်ဟာကိုယ်ရှင်တန်အောင်နေမယ်အလုပ်လုပ်မယ်ငွေရှာမယ်ကြိုးစားမယ်ကိုယ့်ရဲ့ရိုးရိုးစိတ်ပါကျန်းမာအောင်ဂရုစိုက်မယ်တစ်ဖက်မှာလည်းကိုယ်ချင်းစာတရားထားမယ်မေတ္တာဂရုဏာထားမယ်အပြန်အလှန်မျှဝေမယ်စောင့်ရှောက်မယ်ကူညီမယ်ငိုကြွေးတဲ့အော်ဟစ်အကူညီတောင်းတန်တွေအနိထိုင်ုံမြင်ကွင်းတွေအစာရှိရဲ့မီးတွေနဲ့ဝေးအောင်မနေပဲခဏနီးပဲအမြဲနေမယ်ကိုယ်နှလုံးသားတွေမာကြောမသွားစေဖို့အတွက်ဖြစ်ပါတယ်ဒါကျွန်တော်နားလည်ထားတဲ့အကြက်တဲကြားကရှင်တန်ခြင်းပါပဲတိုင်းပြည်ကမုံတိုင်းထန်နေဆိုတဲ့အဆင့်ထဲအများကြီးပိုတဲ့အနေအထားကိုကြုံနေရတာပါလူပေါင်းများစွာဟာလည်းအတိဒုက္ခရောက်နေကြပါတယ်ပြောရရင်တကယ်ဘဝတွေကလောကငရေကံကိုကြုံနေကြရတာပါဒီလိုအချိန်မှာသူများဒုက္ခကိုကိုယ်ဒုက္ခလုပ်ပြီးခံစားတတ်တဲ့သူတွေရောကြတတ်တာတော့အောင်ကိုညီပေးမဲ့သူတွေခမများများလိုအပ်နေပါတယ်ဒေါက်တာဖြိုးတီဟာ